ဆိုရင်ပြန်ကြရမှာပါတန်ရုံစင်အချင်းများဝေးလွင်သွားတဲ့အခါရင်ခုန်ခဲ့ရတွေ့လေဖြေပြောင်းချင်မစွမ်းလာလေပြန်လဲပြီးတွေ့မိလို့အောင်မှာတောင်းဆုံးပြီးဆိုရင်ဟိုမောမျက်စီကိုငက်ကလေးတွေလိုပဲပြေးထွက်သွားတဲ့အခါမျောလင်းခြင်းများစွာနဲ့တူနေခဲ့ရတွေ့တဲ့ဓမ္မလာလေးမြဲတဲ့ချင်နေမှာ